အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ဒီ YouTube channel လေးကနေအပတ်စဉ်စနေနေ့တိုင်းမှာကျွန်တော် AI music သချင်းတွေကိုတင်ပေးလေးရှိပါတယ်ခင်ဗျဒီကြာသာပတိနေ့မှာလည်းကျွန်တော်ရဲ့မျှဝေလိုတဲ့အတွေးလေးတွေရှိတာနဲ့ကျွန်တော် short video လေးတွေတင်ပေးပါမယ်ခင်ဗျကျွန်တော်ကစာပေလဲဝါသနာပါတယ်အမှုပညာလဲဝါသနာပါတယ်အဲ့တော့ကျွန်တော်သချင်းတွေရေးတယ်တန်တင်မရှာနိုင်တော့ကျွန်တော် Suno AI နဲ့တန်တင်ရှာတယ်ပေါ့ဗျာခုတော့ကျွန်တော်မိန်းမစီမှာပီယာနိုသင်တန်းတက်နေပါတယ် level 3လောက်ပြီးသွားရင်တော့ကျွန်တော်ကိုပိုင်အုံကျူးတန်စင်တွေနဲ့ကျွန်တော်တချင်းတွေရေးနိုင်မှာပါခင်ဗျအဲ့တော့ကြတော့လေကျွန်တော်ကိုအားပေးကြပါအောင်ခင်ဗျဒီနေ့ကျွန်တော်မျှဝေလိုတဲ့အကြောင်းလေးကအားလုံးသိပြီးသားအကြောင်းအရာလေးပဲအဲ့ဒီမှာနည်းနည်းသတိမထားမိတဲ့ဟာလေးကိုကျွန်တော်သတိထားမိတဲ့အနေထားလေးနဲ့ပြောပြချင်တာပါခင်ဗျကျွန်တော်တို့အားလုံးကကျွန်တော်တို့ရဲ့တဘောဝပေါင်းခြင်းတဘောဝတရားကြီးတဲ့ကနေကျွန်တော်တို့လိုချင်တဲ့ပညာတွေကိုရနိုင်တယ်အဲ့ဒါကိုကျွန်တော်တာရကာလေးသုံးခုထုတ်ပြီးပြောပြပါမယ်ပထမတစ်ခုကဘုရားရှင်လက်ထက်တော်တုန်းကအင်ရှင်မတစ်ယောက်ကသူကဟင်းရက်တွေကိုကြော်တယ်ဗျာအမှအပူကြောင့်ဟင်းရက်တွေကနွမ်းသွားတော့သူကမြင်လိုက်တဲ့ကံမှာအော်သင်္ခါရတရားတွေကမတည်မြဲခြင်းသဘောရှိပါလားခုနတော့လမ်းနေတဲ့အခုညှိုးနှွမ်းသွားတယ်ဒီမတည်မြဲခြင်းသဘောတရားကိုမိမိရဲ့ခန္ဓာကိုယ်မှာတင်ကအနိစ္စဒုက္ခအနတ္တဆိုပြီးဝိပဿနာရှုလိုက်တာတရားတူရသွားတယ်ဒါသဘောဝတရားကြီးကနေတတိထားမိပြီသူရသွားတာနော်တစ်ချက်နောက်တစ်ချက်ကတော့အားလုံးသိတဲ့သိပ္ပံပညာရှင်နေယူတန်ရဲ့အကြောင်းပေါ့နေယူတန်ကြီးကသူကပန်းသီးတွေကြွေကြလာတော့ကြည့်ပြီးအရာဝတ္ထုတွေကဘာလို့ကြွေကြရတာလဲအပေါ်ပြန်တက်လို့တော့မရဘူးလားဘာကြောင့်လဲဆိုတော့အကြောင်းကိုသူလိုက်ရှာလိုက်တဲ့အခါမှာအတွေးနဲ့ချဲလိုက်တော့မြေကြီးရဲ့ဆွဲငင်အောင်သူတွေ့ရှိသွားတယ်ဒီတွေ့ရှိချက်ကပဲသူ့ကိုသိပ္ပံပညာရှင်တွေကဖခင်ကြီးလို့တော့သူကတင်စားခံလိုက်ရတယ်ဒါတဘာဝတရားကြီးကိုနည်းနည်းလေးအောင်စူးစမ်းလိုက်တာနဲ့သူတွေးလိုက်ရတဲ့ရရှိလိုက်တဲ့ပညာနော်နောက်တစ်ချက်ကကျွန်တော်အင်ဝါခေတ်စာဆိုခြင်းအရှင်ဥတ္တမကျော်ပေါ့တပေါင်းတစ်ခုရောဝါတွေကြွေတဲ့အခါမှာဒီရောဝါကြွေတာကိုစိတ်ထဲကခံစားတဲ့အတိုင်းကြပြားလေးတစ်ပုတ်ဖွဲ့လိုက်တော့ကျွန်တော်တို့မြမစာပေလောကရဲ့ကံတွင်ကြပြားတစ်ပုတ်ဖြစ်လာတယ်အဲကြပြားရဲ့စာပိတ်တစ်ပိုက်ကလေခမြေသက်ဇံဝိတက်တို့သိရွက်ရော်ဤအိန္ဒနီဝဲတင်ကီတဝက်ဖက်၍စေးစုံချဲတော်ပုံတို့တဲ့အဲ့တော့ခုကျွန်တော်ပြောလိုက်တာက၃ချက်ပေါ့နော်တဘာဝတရားကြီးတွေကနေနည်းနည်းအောင်စူးစမ်းလိုက်တာနဲ့တရားတူလဲရနိုင်ပါတယ်သိပ္ပံပညာလဲတွေ့ရှိပါတယ်ပေါ့နော်အနုပညာဖန်တီးမှုလည်းရနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့လည်းဘဲသွားဘာလုပ်လို့အမှုမဲ့မနေဘဲနဲ့နည်းနည်းလေးတဘာဝတရားကြီးကိုအာရုံစူးစိုက်လိုက်မယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပညာစွမ်းအားတွေကိုတဘာဝတရားကြီးကနေရနိုင်ပါတယ်ဒါကျွန်တော်တို့အများစုကြုံမှုပါတယ်ကိုကဘာလုပ်ချင်တဲ့အဲ့လုပ်ချင်တာလေးကိုစိတ်ထဲမှာမှတ်ထားလိုက်သွားရင်နည်းနည်းအောင်ဆက်ရတဲ့အကျင့် idea ပြက်ကနေပေါ်လာအဲ့ဒါမျိုးပေါ့ကျွန်တော်တို့ကိုလုပ်ချင်တာလေးကိုစိတ်ထဲမှာထည့်ပြီးတဘာဝတရားကြီးကိုအာရုံစူးစိုက်လိုက်တာ ਨੇ ဒီတဘာဝတရားကြီးကနေကျွန်တော်တို့အတွက်ပညာစွမ်းအားတွေရနိုင်ပါတယ်ဆိုတော့ကျွန်တော်ကမျှဝေချင်တာပါခင်ဗျအဲ့တော့အားလုံးနားထောင်ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်းအလည်လာပြီးကျွန်တော်ရေးတဲ့ AI သချင်းတွေကိုလည်းနားထောင်လေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျပြီးကျွန်တော်ရဲ့ဒီ channel လေးကိုလည်း like and subscribe လုပ်ပေးပါလို့အောင်လို့တောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ